မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ AP310UV 2-in-1 printer လေးကိုကျွန်တော် AIPOS နဲ့တွဲဖက်ပြီးတော့ဘယ်လိုမျိုးပေါင်ချထုတ်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ screen လေးကိုတစ်ချက်လောက်ကြည့်အောင်မနော်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ printer ကိုတော့ဒီချက်ဘူးထဲမှာပါဝင်တဲ့ adapter ကျိုးလေးကိုကျွန်တော်တို့ဒီ printer ရဲ့နောက်ကျောမှာ plug ပေါက်လေးတက်ပြီးတော့ကျွန်တော်တို့ power ကျွေးပေးရမှာဖြစ်ပါတယ်printer ကို power ဖွင့်မယ်ဆိုလို့ရှိရင်တော့ဒီညာဘက်အောက်တောင်မှာကျွန်တော်တို့ power cloud လေးရှိပါတယ်ဒါလေးကိုကျွန်တော်တို့ဖွင့်ထားမယ်ဆိုလို့ရှိရင်တော့ power လေးပွင့်လာမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံး power ဖွင့်လိုက်တယ်ဆိုလို့ရှိရင်စက္ကူလေးမထည့်ထားဘူးဆိုလို့ရှိရင် printer ကနေပြီးတော့အတန်လေးပြီးမှာဖြစ်ပါတယ်เนาะအဲ့တော့အရင်ဆုံးကျွန်တော် printer လေးကို power လေးပိတ်ထားပေးမယ်ဒီမှာမှကျွန်တော်တို့ကဒါအဖုံးလေးဖွင့်ပြီးတော့ကြည့်မယ်ဆိုရင်အထဲထဲမှာအခုလိုမျိုး roller ပြားလေးတွေ့ပါလိမ့်မယ်ဒီ roller လေးကတော့ barcode level sticker ထည့်ထုတ်တဲ့အချိန်မှာအသုံးပြုတဲ့roller လေးပေါ့နော်အခုကတော့ကျွန်တော်ကဘောင်ချထုတ်မှာဖြစ်တဲ့အတွက်အဲ့ဒီ roller လေးကိုတော့မသုံးသေးပါဘူးဒါကတော့ကျွန်တော်တို့ဒီ set ထဲမှာကျွန်တော်ထည့်ပြီးတော့အသုံးပြုရမယ်ဘောင်ချစက်ကူလေးဖြစ်ပါတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလက်သေးလေးနဲ့ချစ်ကြည့်လို့ရရပါတော့အဲ့ဒီမှာဆိုလို့ရှိရင်စက်ကူလိမ်မှာမြင်ပါတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစက်ကူလိတ်တွေကိုနေပူထဲမှာမထားဖို့တော့လိုအပ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့မြင်မထင်တာမြင်ပါတာမျိုးတွေဖြစ်တတ်ပါတယ်စက်ကူလိတ်လေးထည့်မယ်ဆိုလို့ရှိရင်တော့အခုလိုပက်လက်လန်ပြီးတော့အနေထားမှာထည့်ပေးရမယ်ကျွန်တော်ဆက်ထဲမှာဆိုရင်ကျွန်တော်တို့ဒီ adjust လုပ်နိုင်တဲ့ clip လေးတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီကောင်လေးကညာဘက်ကတော့အရှင်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုထည့်မလဲဆိုလို့ရှိရင်အခုလိုဘဲဘဲချမ်းဟာကျွန်တော်တို့ဒီ clip ရဲ့အောက်ထဲကိုတစ်ဖက်ထည့်ပြီးညာဘက်ကိုလည်းအဲ့ဒီ clip အရှင်လေးအောက်ကိုအခုလိုမျိုးလေး fitting ကြအောင်အထဲကိုညှက်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့အဖုံးလေးပိတ်လိုက်လို့ရပြီပေါ့နော်အဖုံးလေးပိတ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ printer power ဖွင့်ထားရဲဆိုရင်တော့မှကျွန်တော်တို့စက်ကူလေးထည့်ပြီးသွားရဆိုလို့ရှိရင်အတန်လေးပျောက်သွားမှာဖြစ်ပါတယ်เนาะစက်ကူလေးကုန်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဆော်ရွဲလေးမရှိတာမျိုးပဲဖြစ်ဖြစ်အဖုံးပွင့်နေတာမျိုးဖြစ်ဖြစ်ဒီလိုအတန်ပေးတတ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွဲဖက်ပြီးတော့အသုံးပြုဖို့အတွက်ပေါ့နော်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ mobile phone ရဲ့ setting တွေက bluetooth တွေကိုတစ်ချက်ဝင်ပေးရပါမယ်ပြီးရင်တော့ bluetooth လေးဖွင့်ပြီးတော့ကျွန်တော်တို့ printer model လေးကိုချိန်ပေးရလိမ့်မယ်ပေါ့နော်သူ့ရဲ့ printer နာမည်လေးက printer 001လို့ပေါ်လိမ့်မယ် password လေးတောင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့3ညာလေးလုံးလေးရိုက်ပြီးတော့ okay လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ SCPED6 ဆိုပြီးတော့ကျွန်တော်တို့ချိတ်ဆက်သွားတာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီလို 6 လို့ပေါ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ AIPOS အယောင် software တွေကိုတစ်ချက်သွားပေးရပါမယ်ရောက် software တွေကိုကျွန်တော်ရောက်ပြီဆိုတာနဲ့ဘယ်ဘက်ချမ်းကိုတစ်ချက်နှိပ်ပေးပါဒါဆိုရင်ကျွန်တော်တို့ setting ဆိုတာလေးတွေ့ပါလိမ့်မယ်ဒီ setting နဲ့ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အပေါ်မှာ print setting ဆိုတာလေးရှိပါတယ်ဒီထဲကိုတစ်ချက်ဝင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ app printer ဆိုတဲ့အပေါ်ဆုံးကစာကြောင်းလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်ဘယ်ဘက်ကကျွန်တော်တို့ app receipt printer ဆိုတဲ့ထဲကိုတစ်ချက်ဝင်ပေးပါဒီမှာဆိုလို့ရှိရင်ကျွန်တော် paper wish လေးတွေရှိရပေါ့နော် paper wish ကတော့ကျွန်တော်တို့အရှိမှလေးပြပြဦးတယ်ပေါ့နော်58ဆို2လက်မှာ80ဆို3လက်မှာ130ဆို4လက်မှာပေါ့နော်အခုဆက်လေးကတော့3လက်မှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်80 mm လေးယူမယ်ပြီးရင် printer ဆိုတာလေးပေါ့တစ်ချက်ထောက်အိမ်မှာကျွန်တော်တို့ printer ရဲ့ model လေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ touch printer ကိုတစ်ချက်နှိပ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ printer ကနေပြီးတော့အခုလိုမျိုး touch print ဆိုတဲ့စာရွက်လေးအစမ်းထွက်လာမှာဖြစ်ပါတယ်အဲ့လိုလေးထွက်လာပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ C printer ကိုနှိပ်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ printer ချိတ်ဆက်တာလေးရသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ back လေးတစ်ချက်ထွက်ပြီးတော့ home ဆိုတဲ့နေရာလေးကိုတွားလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဘောင်ချဖြတ်မိဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်အစမ်းလေးဘောင်ချဖွင့်ပြပေးပါမယ်ဒီမှာကျွန်တော်တို့ဘောင်ချဖွင့်မိကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဘောင်ချအသစ်ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ customer ယူတဲ့ပစ္စည်းမျိုးစား item လေးတွေကိုရွှေ့ပြီးတော့ဘောင်ချအခုလိုမျိုးထုတ်နိုင်မှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းလေးရွှေ့ပြီးတော့စုစုပေါင်းနှိပ်လိုက်မယ်ပြီးရင်တော့ငွေရှင်းမိကိုတစ်ချက်နှိပ်မယ်အိမ်မှာကျွန်တော်တို့ finish ဆိုတာလေးကိုနှိပ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေရာလေးရောက်ပြီဆိုလို့ရှိရင်အကယ်၍ online shop ဆိုလို့ရှိရင်ကျွန်တော်ဒုတိယအကြောင်းက Sun Resi ကိုနှိပ်ပြီးတော့ Viber တွေ TikTok တွေ Messenger တွေဒီလိုနေရာတွေကိုတွားပြီးတော့ voucher ဓာတ်ပုံလေးကိုတွားပို့လို့ရတယ်နော် voucher e-resi file လေးကိုကျွန်တော်တို့ပို့လို့ရမှာဖြစ်ပါတယ်အကယ်၍ voucher ထုတ်မယ်ဆိုရင်တော့ print resi ကိုနှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ printer ကနေပြီးတော့အခုလိုမျိုး voucher file လေးထွက်လာမှာဖြစ်ပါတယ်
ကျွန်တော် server လေးကိုအပေါ်ကိုမြင့်တင်ခြင်းနဲ့ဆိုရင်တော့အလဲကဒီ feed button ခလုတ်လေးကိုနှိပ်လိုက်လို့ရတယ်เนาะဒါဆိုရင်ကျွန်တော်တို့ server လေးအပေါ်ကိုကျွန်တော်တို့ကြွတက်လာလိမ့်မယ်ဒါဆိုကျွန်တော်တို့ဖြည့်လိုက်ပြီးဆိုတော့ ねအခုလိုမျိုးပေါင်ချဆောင်လေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ AP310 UV 2-in-1 printer လေးကိုပေါင်ချဘယ်လိုမျိုးချိတ်ဆက်ပြီးတော့ထုတ်အောင်လဲဆိုတာကိုနားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော် barcode level sticker ဘယ်လိုထုတ်အောင်လဲဆိုတာလေးပြပြပေးသွားမှာဖြစ်ပါတယ်